အားလုံးပဲမင်္ဂလာပါဗျာကဲဒီနေ့ကျွန်တော်တို့လေးလာကြည့်မယ့်အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်အခြားသူတွေထက်အမြဲတမ်းလွန်နေပြီးအန်ထွေရှိလောက်အောင်ကိုဂုံးထုတ်စွမ်းကောင်းတဲ့သူတွေရဲ့နောက်ွယ်ကရှုပ်ဝက်ချက်တွေကိုဆွေးနွေးသွားမှာပါအတိအကျပြောရရင်သူတို့တွေကပင်လုံနီးနေများရွေတူတွေထက်အမြဲတမ်းခြေထလန်းတာနေကြတယ်လဲဆိုတော့ကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်စဉ်းစားကြည့်ဖူးကြလားဗျတချို့လူတွေကြတော့ကြီးမားတဲ့ရီမန်းချက်တွေကိုစက်ရုပ်တရုပ်လို့ဖိအားကင်းကင်းနဲ့တက်တောင်စက်တောင်အောင်မြင်သွားကြတယ်ဒါပေမဲ့တချို့ကြတော့အများတန်းရုန်းကန်နေရတယ်လေတေချာကြည့်လိုက်ရင်တချို့ကအလုံးလုံးနေပုံကိုပေါ်ပေမဲ့သူတို့ရဲ့တိုးတက်မှုကအမခန့်ဖြစ်နေတတ်ပါတယ်ဒါဘာလို့များပါလဲဟုတ်ပြီဒါကတက်ချလေးဖြည့်ကြည့်အောင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတမ်းအလုပ်ရှုပ်နေတဲ့သူတွေရှိတယ်မလားသူတို့ကနေရာအနှံ့ကိုစွန့်ရင်ဒီဖြုံပြီးဟိုးပြေးတီလွာလုံနေပေမဲ့တကယ်တမ်းကျတော့ဖေခီးမရောက်မသွားပါဘူးဒါပေမဲ့တကယ်ကုံထုတ်စားကောင်းတဲ့သူတွေကျတော့အဲ့လိုမဟုတ်ဘူးမိမိရဲ့စွန့်ရင်ကိုရှစ်ဆက်သွားမဲ့လမ်းကြောင်းတတိပေါ်မှာပဲရည်ရွယ်ချက်ရှိပုံအောပြီးအသုံးချတတ်ကြပါတယ်ပြီးတော့ဒီနေ့အစီအစဉ်မှာဒီကဆွေးနွေးသွားမယ့်အပိုင်းတွေကတော့အလုပ်ရှုပ်နေတာနဲ့တကယ်ပြီးမြောက်တာပါကွာလဲဆိုတာရဲ့ပြီးရင်ထိတ်တန်းစွမ်းဆောင်ရည်ကမရှိမဖြစ်သိထားရမယ့်အခြေခံမူ၃ချက်ဖြစ်တဲ့ performance paradox obvious target trap နဲ့ marginal gains fallacy ကြောင်းတွေပဲဖြစ်ပါတယ်။ဒါတွေကိုပိုင်နိုင်တော့နေပင်ပန်းနွမ်းနယ်မှုမရှိပဲအကောင်းဆုံးစွမ်းဆောင်ရည်ရလာမှာအသေးချပါပဲ။ကဲပရမဆောင်အနေနဲ့တခုခုကိုလုံနေုံတက်တက်ဖြစ်တဲ့အလုပ်ရှုပ်ရှင်းနဲ့တကယ်တမ်းပုတ်ကအရာတစ်ခုဖန်တီးနိုင်ခြင်းကြားကအခြေခံကွာခြားချက်ကိုစတင်ကြည့်ကြရအောင်။ကုန်ထုတ်စွမ်းအားတနည်းအားဖြင့် productivity ဆိုတာဘာလဲဆိုရင်ကိုယ်လုံးလိုက်တဲ့အရာတွေကကိုလိုချင်တဲ့ရလက်စီကိုဘယ်လောက်ထိထိရောက်ရောက်ပို့ပေးနိုင်လဲဆိုတာပါပဲဒီနေရာမှာရလက်ဆိုတာစာမေးပွဲအောင်တာယာရူတိုးလာကနေစလို့ရည်ရွယ်ချက်ရှိပြီးပြည့်စုံတဲ့ဘဝတစ်ခုတိစောက်တာထိအမျိုးမျိုးဖြစ်နိုင်ပါတယ်ဗျဒုတိယအပိုင်းအနေနဲ့တာမန်လူလီနဲ့မတူပဲအန်တယ်ရှိလောက်အောင်စွမ်းဆောင်ရည်မြန်မာသူတွေရဲ့ပထမဆုံးအဓိကလူဟစ်ချစ်ဖြစ်တဲ့ဒီ performance paradox ကိုစတင်လေ့လာကြည့်ပါမယ်ဒီ paradox ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဗျ။ဘာလို့လဲဆိုတော့ကိုထင်ထားတာနဲ့လုံးဝပြောင်းပြန်ဖြစ်နေလို့ပါပဲ။ပိုပြီးကြီးမားရဲ့ရလက်တွေထွက်လာဖို့အတွက်တချို့အချိန်တွေမှာအလုပ်ကိုချော့လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။အလုပ်လေးတိုင်းကိုအသေးစိတ်လိုက်လုပ်နေဖို့ထက်တကယ်ထီအောင်မှုရှိမဲ့အရာလောက်ကိုပဲရွေးပြီးအာယုံစိုက်လုပ်တာကအရေးကြီးဆုံးဖြစ်ပါတယ်။ဒီတော့စဉ်းစားကြည့်ပါဗျာ။ရေတူရီမန်းချက်တူဆိုတာမီတာတူဖိပြိုင်ပွဲလိုပါပဲ။လမ်းကြောင်းပေါင်းစုံနဲ့ပန်းတိုင်ရောင်သွားလို့ရတယ်။ဒါပေမဲ့ရေရှည်ရီမန်းချက်တွေကကြတော့မာရာသွန်ပြေးပွဲကြီးတွေဖြစ်သွားပြီအဲ့ဒီမှာကအောင်မြင်နိုင်တဲ့လမ်းကြောင်းအရန်ကိုနေပေါသွားပါတယ်ရေတိုစွမ်းရည်ရပေါ်မှာချီးပြင်းမြင်းမီကိုနေမယ်ဆိုရင်ရေရှည်မှာခံနိုင်ရင်မရှိတော့ပဲအောင်မြင်မှုကိုထိခိုက်စေမယ့်အကျဉ်းစုတွေဖြစ်လာနိုင်ပါတယ်အောင်မြင်မှုစီသွားတဲ့ခီးလမ်းမှာကျွန်တော်တို့ကကောင်းမောင်းသူတတ်တတ်မဟုတ်ဘူးရာကားကိုယ်တိုင်မှလည်းကိုပဲလောင်စားစီးလေကိုယ်တိုင်မှာပဲပြန်ကားတစ်စီးကိုအင်ဂျင်မီတက်တောက်ကျက်ထိရမနာပဲမောင်းနေမယ်ဆိုရင်ဒါကတော်တော်လေးမြင်ကျတဲ့လိုရက်တစ်ခုပါဒါကြောင့်ခဏလောက်ရက်ပြီးအနားယူတာတေချာပြန်စီစဉ်တာတွေကရွေးချယ်စရာတစ်ခုမဟုတ်ပဲမဖြစ်မနေလို့ကိုလောရမယ့်အရာတစ်ခုဖြစ်ပါတယ် Okay ဒုတိယအခြေခံမှုတစ်ခုဖြစ်တဲ့ the obvious target trap ကိုဆက်သွားရအောင်အပေါ်ရမြင်သာတဲ့ပြဿနာတွေကိုပဲလိုက်ရှင်းနေမိတဲ့ထောင်ချောက်ကနေတတိထားဖို့ဖြစ်ပါတယ်။ဒီမှာတကယ်စိတ်ဝင်စားစရာကောင်းတာကလည်းလူတို့တော်များများဟာအောင်မြင်မှုအတွက်တကယ်အဓိကကျတဲ့အချက်တွေကိုလွတ်လွတ်ရှုပြီးအလွယ်တကူမြင်ရတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အချိန်တွေငွေကြေးအရင်းအနှီးတွေအများကြီးသုံးဖြစ်ကြတာပါပဲ။ဥပမာပေးရရင်နောက်ဆုံးကြပစ္စည်းသွားမယ်ရှုပ်ထွေးလုံးတဲ့ app ecosystem တွေထိုင်ဆောက်ပြီးအချိန်ဖြုံးနေတာမျိုးတကယ်ဦးစားပေးရမယ့်အရာကိုမသိတာမျိုးတွေပေါ့ဗျာ။တကယ်ထိတ်တန့်စွမ်းဆောင်ရည်ရှိသူတွေကိုကြည့်လိုက်ရင်နောက်ဆုံးပေါ် digital ကိရိယာတွေထက်ရိုးရှင်းမှုနဲ့ပြတ်သားတဲ့ဦးစားပေးရွေးချယ်မှုတွေကိုပိုအားကိုးတာတွေ့ရပါလိမ့်မယ်။တာမန်ပြက်ခရန် app တစ်ခုရိုးရှင်းတဲ့ Matsu app တစ်ခုနဲ့စာရွက်ပေါ်က sticky notes လေးတွေလောင်းနေတဲ့သူတို့ရဲ့စနေကတော်တော်လေးခိုင်မာနေတတ်ပါတယ်။ဒီအချက်က Pareto principle နဲ့လည်းတည့်ရဲ့ဆက်ဆက်နေလေဗျာ။စဉ်းစားကြည့်ပါ။အလုပ်10ခုပါတဲ့စာရင်းတစ်ခုကိုဦးစားပေးအဆင့်ဘာမှမခွဲပဲအကုန်လုံးလိုက်လုပ်ဖို့ကြိုးစားမယ်ဆိုရင်တကယ်တမ်းဘာတိုးတက်မှုမှမရှိစေမယ့်အရာတွေပေါ်မှာအချိန်ဖုံးမိဖို့80%အထိကိုတေးချနေပါတယ်။တော်တော်များတဲ့ပမာဏနော်ဒီပြဿနာကိုဖြေရှင်းဖို့ or not and ဆိုတဲ့ framework ကိုသုံးလို့ရပါတယ်။အလုပ်တစ်ခုဝင်လာတိုင်းကိုမေးရမှာကလက်ရှိအလုပ်တွေတဲကဘယ်အရာကိုစွန့်လို့ရမလဲ။ဒါမှမဟုတ်တကယ်ပဲအချင်းပိုရှိနေတယ်လို့လားဆိုတာပါပဲ။တာဝန်ယူမှုတိုင်းမှာစွန့်လို့ရမယ့်အရာဆိုတာရှိစမြဲပါ။မှန်ကန်စွာဦးစားပေးရွေးချယ်တာကအစားပိုင်းမှာတော့နည်းနည်းစိမသက်မသာဖြစ်စရာကောင်းပေမဲ့တကယ်ကိုမရှိမဖြစ်လိုအပ်တဲ့အကျင့်တစ်ခုပါဒီမှာလူအများစုမားတတ်တဲ့အခြေလေးတစ်ခုကိုရှင်းပြခြင်းပါတယ်အဲ့ဒါကနေ့စဉ်အလုပ်တွေမှာဦးစားပေးတာနဲ့ကိုဘွားရဲ့တံပိုးထားမှုတွေကိုရောထွေးမပစ်ဖို့ပါပဲဥပမာအင်္ဂါနေ့မှာကိုတံပိုးထားတဲ့ကိစ္စတစ်ခုကိုအချိန်မရလို့မလုပ်ဖြစ်လိုက်ဘူးငင်းလိုက်ရတယ်ဆိုပါစို့ဒါဟာ
တော်ကြနေမှာအဲ့ဒီအတွက်အချိန်ပြန်ပေးပြီးမြားတအောင်လုပ်နိုင်တော်ရလုံးဝပြဿနာမရှိပါဘူး ဒါကတော့ဆယ်စုနှစ်တစ်ခုသာ6ချမှုတနည်းအားဖြင့် the 10-year trap လို့ခေါ်ပါတယ်စဉ်းစားကြည့်ပါဗျာကိုရှိမှညင်တာတဲ့ပိမတ်တစ်ခုခင်းနေလို့သာငါဘာလို့ဒါကိုလောက်ရတာလဲလို့တခါမှမမေးခဲ့ပဲစေချောင်းတက်ခဲ့တယ်နှစ်ပေါင်း15နှစ်လဲကြာရောကိုအလုပ်ကိုတအားမုန်းနေမှတိလိုက်ရတဲ့စေချောင်းသားတယောက်ရဲ့အဖြစ်မျိုးကိုမြင်ရောက်ကြည့်လိုက်ပါကြောက်စရာကောင်းတယ်နော်ကဲအခုဆိုရင်နောက်ဆုံးအခြေခံမှုဖြစ်တဲ့ the marginal gains fallacy ဆိုတဲ့အပိုင်းကိုရောက်လာပါပြီလူပြောများပြီမဲ့တကယ်တမ်းအချိန်အမြင့်လွဲမှတတ်တဲ့နေ့စဉ်တရားခိုင်နှုန်းတိုးတက်မှုအကြောင်းလေးလေ့လာကြည့်ကြရအောင် ဘာကိုတိုင်းတာနေတယ်လဲဆိုတာသိချမသိပဲနေတိုင်းဆက်ရခိုင်နှုန်းကြီးပြောင်းလဲနေရောနဲ့အလိုအရောက်ရလက်တီကောင်းလာလိမ့်မယ်လို့ယုံကြည်နေတာဟာအလွန်မှားယွင်းတဲ့အယူအဆတစ်ခုပါပဲ မှန်ကန်တဲ့ချက်လက်နဲ့တွန်းပြောင်မှုတာမရှိဘူးဆိုရင်အဲ့ဒီဆေးရဂိုင်နှုန်းပြောင်းလဲမှုတွေကနေရလက်တုံကူးထလာနိုင်ပါတယ်တိတာထင်ရှားတဲ့တိုးတက်မှုတွေဖြစ်လာနိုင်သလိုတဖြည်းဖြည်းပိုဆိုးသွားတာမျိုးဒါမှမဟုတ်ဘာတိုးတက်မှုမှမရှိဘဲတနေလာထဲမှာလင်းနေတာမျိုးဆိုပြီးတော့ပေါ့ဗျာဒီတော့ဖះလက်ထက်မလဲဆိုတာကကိုတိုင်းတာနေတဲ့ချက်လက်ရဲ့အရေးသွေးပေါ်မှာပဲလုံးဝမူတည်နေပါတယ်ဒီလိုစဉ်းစားကြည့်အောင်စာလို့တဲ့အခါအချိန်သက်သာအောင် AI ကိုတုံးပြီးမှတ်စုတွေကိုအချင်းချုံခိုင်းလိုက်တယ်ဆိုပါစို့အချိန်9နိုင်လောက်တော့သက်သာသွားနိုင်ပါတယ်ဒါပေမဲ့ဒါဟာမှားရွဲတဲ့တိုင်းတာမှုတစ်ခုပါ။ဘာလို့လဲဆိုတော့တကယ်တော့ကိုရကျင်တဲ့ရေမှန်းချက်ဖြစ်တဲ့ဘ ഹു တုဒကိုနက်နက်ရှိုင်းရှိုင်းမှတ်မိနေဖို့နဲ့ကျွမ်းကျင်မှုဆိုတဲ့အဓိကချက်ကိုလုံးဝပျက်စီးသွားစီလို့ပါပဲ။ဒီတော့ဒီနေ့ရနိုင်တဲ့အရေးကြီးဆုံးအချက်ဒါပါပဲ။အမတ်တွေဝင်ငွေတွေလိုမျိုးရလက်အတိအကျပြနိုင်တဲ့ outcome metrics တွေဟာချက်ချင်းမသိနိုင်ပဲအချိန်ယူရတဲ့အခါမျိုးတွေရှိပါတယ်။အဲ့ဒီလိုအချိန်မှာကြားဖြတ်တိုင်းတာနိုင်မဲ့ proxy metrics တွေကိုရည်ရွယ်ချက်ရှိဖန်တီးထားရပါမယ်။ဥပမာအေပေါ်ဆရာဝန်တယောက်ကသူ့ရဲ့တိုးတက်မှုကိုသိဖို့အတွက်အတွေ့အကြုံရှိတဲ့ဆရာတွေစီကနေအကြံဉာဏ်နဲ့ feedback တွေတောင်းယူပြီးတိုင်းတာရတယ်လို့မျိုးပေါ့။ Okay ဒီနေ့တံပြချက်ကိုအဆုံးသတ်ဖို့အတွက်ဒီခြေခံမှု၃ခုစလုံးကိုစူစီပြီးအနှစ်ချုပ်ကြည့်လိုက်ကြအောင်ဗျာ။ဒီခါလေးမှာအနှဲငယ်သောအရာတွေကဖိုးမိုကြီးမားတဲ့ရလက်ကိုပေးစွမ်းနေပါတယ်။မှတ်ထားရမှာကအန်ဒီရဲ့ရှိလက်ကောက်ကုံထုတ်စွမ်းအကောင်းတွေဆိုတော့စဉ်းစားဆင်ခြင်မှုမရှိပဲအလုပ်တွေဖီလုံးနေအောင်ပြောရမှာမဟုတ်ပါဘူး။ထောင်ချုပ်တီကိုလင်မပန်းနဲ့ဆွာရှောင်ရခြင်းမှန်ကန်တဲ့ချက်လက်တီကိုတိုင်းတာခြင်းနဲ့လုံလောက်စွာအနားယူခြင်းတို့ကနေတဆင့်မလွတ်လပ်တဲ့အရာတွေကိုရည်ရွယ်ချက်ရှိဖဲရှားပေးတာကိုဆိုလိုတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်ဗျာ။ကျွန်တော်တို့ဟာရေရှည်ရီမှန်းချက်တီစီကိုတကယ်ပဲနီးကပ်စွာသွားနေကြတာလားဒါမှမဟုတ်အလုရှုနေတဲ့ဆိုရဲတက်တောင့်တက်တာရှိလာတဲ့ထင်ရောက်ထင်မှားဖြစ်မှုကြီးထဲမှာပိတ်မိနေကြတာလားကျွန်တော်တို့ရဲ့နေ့စဉ်လေးအချင်းတွေကိုပြန်လည်သုံးသပ်ဖို့အချိန်တန်ပြီလို့ထင်ပါတယ်ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်